နေရောင်မွေလေးတစ်ကောင်ဟာမိန်းကလေးတစ်ယောက်တီးခတ်နေတဲ့ဂီတတန်စင်မှာစီမျောနေတော့မူဆိုးတစ်ယောက်ရုတ်တရက်ပေါ်လာပြီးဖမ်းဆီးသွားခဲ့ပါတယ်။အဲ့ဒီမိန်းကလေးကမွေလေးကိုကယ်ဖို့သူ့နောက်ကိုတိတ်တဆိတ်လိုက်သွားခဲ့တာပါ။မူဆိုးမှတ်မထင်ဖြစ်နေတဲ့အချိန်ကိုအခွင့်ကောင်းယူပြီးသူမကဝါချင်းတောင်းကိုခိုးယူကမွေလေးကိုလွှတ်ပေးလိုက်ပါတယ်။သူမမသိတာကတော့သူမလွှတ်ပေးလိုက်တဲ့တတဝါဟာငွေမဟုတ်ပဲငကားမင်းသားဖြစ်နေတာပါပဲ။15နှစ်ကြာပြီးတဲ့နောက်မျိုးနွယ်စုရဲ့ဒလိထုံးနှံရအရွယ်ရောက်လာတဲ့နေ့မှာအဲ့ဒီမိန်းကလေးကိုငကားနဲ့မင်းထံပူဇော်တဲ့အနေနဲ့ပင်လယ်ထဲကိုနှမြုပ်ရပါတော့တယ်။သူမရေနစ်တော့မဲ့ဆဲမှာပဲမွေလေးဟာနတ်နဂါအဖြစ်အသွင်ပြောင်းလာပြီးသူမကိုချီနှောင်ထားတဲ့တန်ချေချင်းတွေကိုဖြုတ်ပေးခဲ့ပါတယ်။သူမကငကားနဲ့မင်းစားတာခံရတော့မယ်လို့ထင်ပြီးလှည့်ကြည့်လိုက်တဲ့အခါမှာတော့သူမရှိမှခံရတဲ့အမျိုးသားတစ်ယောက်ရက်နေတာကိုတွေ့လိုက်ရပါတယ်။ငကားနဲ့မင်းဟာအဲ့ဒီမိန်းကလေးကို15နှစ်ကသူ့အသက်ကိုကယ်ခဲ့သူဆိုတာချက်ချင်းမှတ်မိသွားပါတယ်။သူဟာစိတ်လှုပ်ရှားလုံးလို့သူမကိုရုတ်တရက်နမ်းလိုက်မိပါတယ်။ဒီမြင်ကွင်းကိုအမတ်ကြီးလိတ်ကမြင်သွားပြီးဒီမိန်းကလေးဟာအနာဂတ်ရဲ့ငကားမိဖုရားပဲလို့ခံမှန်းလိုက်ပါတယ်။တနာရီကြာမှာတော့ငကားနဲ့မင်းဟာမေတော်စီကအရေးကြီးတဲ့စင့်ခေါ်စာရခဲ့ပါတယ်။သူကငကားနဲ့တော်ကိုပြန်ပြီးကိစ္စတွေရှင်းလင်းပြီးတာနဲ့လူပြည်ကိုပြန်လာပြီးလက်ထပ်ပါမယ်လို့မိန်းကလေးကိုပြောခဲ့ပါတယ်။အဲ့ဒီနောက်သူဟာရွှေငကားအဖြစ်အသွင်ပြောင်းပြီးငကားနန်းတော်ကိုပြန်သွားပါတယ်။မိန်းကလေးလည်းမော်အစွမ်းနဲ့လူပြည်ကိုပြန်ရောက်လာတာပေါ့။ဒါကိုသူမအဖေမြင်တဲ့အခါမှာတော့ဒေါသတွေအလေးလိုက်ထွက်ပါတော့တယ်။သူမဟာငကားနဲ့မင်းအတွက်ပူဇော်ထားသူဖြစ်လို့သူ့ဘာသာသူပြန်ခေါ်လာတာမျိုးကငကားနဲ့မင်းကိုအမျက်ထွက်စေမယ်လို့သူကယူဆပါတယ်။အကယ်၍နောက်နှစ်မှာမိုးခေါင်ရေရှားမှုတွေဖြစ်လာရင်ရွာသားတွေကသူတို့မိသားစုကိုခြံထားမှာမဟုတ်ဘူးလို့ပြောပြီးအဖေဖြစ်သူကသမီးကိုမြစ်ထဲပြန်ပစ်ချဖို့လုပ်ပါတယ်။အဲ့ဒီအချိန်မှာရေထဲကနေရွှေရောင်လင်းနှန်းကြီးထွက်ပေါ်လာပါတယ်။သူတို့ကအမတ်ကြီးလိတ်ကိုမြင်တော့နတ်မင်းတစ်ပါးမှတ်နဲ့ချက်ချင်းဒူးထောက်ဥချကြပါတယ်။မိန်းကလေးကပါဒူးထောက်ဖို့ပြင်လိုက်ပေမဲ့အမတ်ကြီးလိတ်ကပြပြတလဲတားလိုက်ပါတယ်။ဘာလို့လဲဆိုတော့ဒီမိန်းကလေးကအနာဂတ်ရဲ့ငကားမိဖုရားဖြစ်ပြီးသူကတော့အစင်းမြင့်အမတ်တစ်ယောက်ပဲဖြစ်လို့ငကားမိဖုရားရဲ့ဥချမှုကိုခံယူဖို့အခွင့်အရေးမရှိလို့ပါပဲ။သူဟာငကားနဲ့မင်းကဒီမိန်းကလေးကိုလက်ထပ်ဖို့ရည်ရွယ်ထားတာကိုငကားနန်းတော်မှာကြားခဲ့ရတာပါ။ငကားမယ်တော်ကြီးကလည်းသဘောကျနေပြီး9ရက်အတွင်းခန်းထားတဲ့မင်္ဂလာပွဲကျင်းပဖို့အမိန့်ပေးထားပါတယ်။လက်ထပ်ပြီးရင်ငကားမျိုးနွယ်အတွက်မြေးလေးတွေမွေးပေးမှာကိုလည်းမယ်တော်ကြီးကမျှော်လင့်နေတာပါ။အမတ်ကြီးလေးရဲ့အခုခီးစဉ်ကမိန်းကလေးရဲ့မိသားစုကိုမျက်နှာချိုသွေးဖို့ဖြစ်ပြီးစု3ခုပေးမယ်လို့လည်းကတိပေးလိုက်ပါတယ်။လောဘကြီးတဲ့အဖေဖြစ်သူကငါတသက်ဝအောင်မစားခဲ့ရဘူးဆိုပြီးပထမဆုံးစုအနေနဲ့ခန်းထားတဲ့စားတောက်ပွဲကိုတောင်းပါတယ်။အမတ်ကြီးလေးကသူ့ရဲ့သားမီးရက်ကိုအသာလေးဝေရမ်းလိုက်တာနဲ့စပွဲအပြည့်အစားတောက်တွေချက်ချင်းပေါ်လာပါတယ်။အဖေဖြစ်သူကအငမ်းမရစားလိုက်တာမိန်းကလေးကနည်းနည်းပဲစားရသေးခင်သူကအကုန်ပြောင်းအောင်စားပစ်လိုက်ပါတယ်။အဲ့ဒီနောက်အဖေဖြစ်သူကဒုတိယစုအနေနဲ့ရွှေငွေရတနာတွေအများကြီးတောင်းပြန်ပါတယ်။ပြောပြီးတာနဲ့မြေပြင်ပေါ်မှာရှားပါရတနာတွေပြည့်ရှံသွားတာပေါ့။အဖေဖြစ်သူဟာသူ့တသက်မှာဒီလောက်များတဲ့စီးစိမ်မျိုးတစ်ခါမှမမြင်ဘူးပါဘူး။နတ်မင်းကတကယ်ပဲအကုန်ဖြည့်ဆည်းပေးနိုင်တာမြင်တော့တတိယမြောက်စုအနေနဲ့အေဂရမင်းဖြစ်ချင်တယ်လို့တောင်းဆိုလိုက်ပါတယ်။အမတ်ကြီးလိတ်ကလူပြည်မှာနိမိတ်3ခုပဲပြခွင့်ရှိပေမဲ့ငကားမိဖုရားကိုမျက်နှာသာပေးရင်သူ့အတွက်လည်းလက်သက်ရှိမယ်လို့တွေးပြီးပို့ပြီးတောက်ပတဲ့ရွှေရောင်လင်းတွေနဲ့နောက်ဆုံးမော်တက်ကိုသုံးလိုက်ပါတယ်။မျက်စိတမိတ်တွင်းမှာပဲမိန်းကလေးရဲ့အဖေဟာလူပြည်ရဲ့အေဂရဖြစ်သွားပါတော့တယ်။အေဂရဖြစ်လာတာနဲ့အဖေဖြစ်သူဟာချက်ချင်းပဝင်မြင့်သွားပါတယ်။သူကလှပတဲ့မိန်းမပြို2ယောက်ကိုကိုလုတ်တော်ဖြစ်တိမ့်ပိုက်လိုက်တယ်လို့ညီဖြစ်သူ2ယောက်ကိုလည်းအမတ်ချုံနဲ့စစ်သူကြီးအဖြစ်ယာတူတိုးပေးလိုက်ပါတယ်။ဒီလိုလှပတဲ့ကိုလုတ်တော်တွေရှိနေမှတော့နောက်မှာသားသမီးတွေအများကြီးရနိုင်တယ်လို့တွေးပြီးသူ့ရဲ့ဇနီးနဲ့သမီးကိုနန်းတော်ကနေရဲရဲဆက်ဆက်နှင်ထုတ်လိုက်ပါတော့တယ်။ဒီမြင်ကွင်းကိုကြည့်ပြီးအမတ်ကြီးလိတ်ဒေါသထွက်သွားပေမဲ့သူ့ရဲ့မော်စွမ်းတွေကုန်နေပြီဆိုတာသိလိုက်ရပါတယ်။